နေမကောင်းဖြစ်ချင်တယ်လို့ဖြစ်နေရပဲဖြစ်အလုပ်တွေအရန်ပင်ပန်းလိုပဲဖြစ်လူကအားရင်ကုန်ခိုင်းပြီးတော့နှုံးနေရဲ့လို့ခံစားနေရပြီဆိုရင်တော့ကိုပြန်ကူးဆိုင်ဖို့အတွက်ဒီပမာချက်ပေါင်းဆွပြုတ်လေးကိုလှုပ်တောက်ကြည့်လိုက်ပါဒီဆွပြုတ်လေးကတော့ပေါင်ပစ္စည်းအများကြီးနဲ့မလိုပဲပြင်ဆင်ရတာလဲလွယ်ကူတဲ့အတွက်အတူတူလိုက်ချိန်ကြည့်ကြရအောင်ကြက်သားတရုတ်ဇီးတီးချောက်ဂျင်းခရုစီပဲငပြာရည်ငရုတ်ကောင်စားနဲ့ကြက်သွန်ဖြူနီလေးတွေပဲလိုအပ်ပါတယ်အရင်ဆုံးကြက်သားအနေတော်လေးတွေတုံးထားလိုက်ပါမယ်ပြီးရင်တော့ရေဆေးပြီးတော့တန့်စင်ထားလိုက်ပါမယ်ကြက်သွန်ဖြူနီနဲ့ဂျင်းတို့ကိုလည်းအခွန်ချွတ်လီးတင်ထားပါမယ်ပေါင်းအိုးထဲကိုအနေတော်တုံးထားတဲ့ချက်သားလေးတွေထည့်ပါမယ်အရသာအတွက်ပဲငပြာရည်ခရုစီဂျင်းကြက်သွန်ဖြူနီတရုတ်စည်းတီးချောက်လေးတွေနဲ့ငရုတ်ကောင်းစားတို့ကိုထည့်နေလိုက်ပါမယ်ပြီးရင်တော့ရေကိုကြက်သားမြုပ်ယုံတီးထည့်ပေးရုံပါမီးအနေတော်လေးနဲ့45မိနစ်ကနေ1နာရီလောက်အချိန်ပေးပြီးစိတ်ရှည်ရှည်လေးပေါင်းထားပေးပါဒီလိုအချိန်ကြာလေးပေါင်းပေးမှကြရိုးတွေကထွက်လာတဲ့အချိုးဓာတ်နဲ့ပါဝင်ပစ္စည်းတွေရဲ့အာနိသင်ကဟင်းရည်ထဲမှာကောင်းကောင်းစိတ်ဝင်စေမှာပါကြက်သားလေးတွေလည်းနူးလာပြီရသားလေးတွေလည်းစိတ်ဝင်လာပြီဆိုရင်တော့အာဟာရပြည့်ဝတဲ့ပမာကြက်ပေါင်းစုပြုတ်လေးရပါပြီကိုခန့်အားကိုမြင့်တယ်ပေးမယ်နေမကောင်းဖြစ်ပြီးရင်လည်းအမြန်နလန်ထူစေမယ်ကိုခန္ဓာကိုယ်လည်းအားရင်အသစ်တွေနဲ့ပြန်လည်ကြက်ခိုင်စေမယ်ဒီလိုကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးပါဝင်တဲ့ဒီစုပြုတ်လေးဟာကျန်းမာရေးလိုက်စားသူတွေအနေနဲ့ဆိုရင်တစ်ခွက်တဲနဲ့ကိုပြည့်စုံမဲ့ဟင်းလျာတစ်ခွက်ကိုရစေမှာပါ